နိုင်ငံမှာအခုလက်ရှိရှိနေတဲ့ချို့ထွက်မရတဲ့လူတွေရှိတယ်ဗျာသူတို့လည်းကျွန်တော် message တခုပေးတယ်ဘာလို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံကဘာဖြစ်လို့လဲအစသားတွေကကျွန်တော်ကနိုင်ငံတကာကနေဝယ်ပြီးတုံးနေရတာဟုတ်လားဟိုကငရုတ်စီရအစနော်ကြာညို့လို့ပါတော့နော်ဒါမျိုးတွေကအစနော်ဟိုကနိုင်ငံတကာကနေဝယ်ပြီးတုံးနေရတာဒါပေမဲ့ကျွန်တော်မေးစရာရှိတယ်ဒါတွေကိုယ့်အောင်လုပ်လို့မရဘူးလားကျွန်တော်ပြောကျွန်တော်တို့တအားလို့ချိန်ကြတာကျွန်တော်မှအချိန်မရှိခဲ့အဲ့တော့ဒီအခုမှတရားသီးလာကြရောက်လို့ရှိရင်ခင်ဗျားတို့တရားသီးပြူတွေလုပ်လို့မရဘူးလားဟုတ်လားမယန်းသီးတွေနော်ဥပမာကိုတဲ့မှာမယန်းသီးကိုရိုးထိုးပြီးတော့ဥပမာကိုထုတ်လို့မရဘူးလားနော်ကျွန်တော်တို့အခုနိုင်ငံတကာမှာကိုယ်တိုင်ဝယ်သုံးနေတဲ့တချို့ chili sauce တွေပါဘာရတာရှိဘာမှရတာမရှိဘူးဟုတ်တော့ဒါမျိုးကျွန်တော်နိုင်ငံမှာထုတ်လို့မရနိုင်ဘူးလားကျွန်တော်နိုင်ငံမှာထုတ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်တွေဖြစ်လို့မရနိုင်ဘူးလားကြားနိုင်တာပေါ့ဗျာနော်အဲ့တော့ဟိုမြန်မာနိုင်ငံမှာရှိတဲ့လူတွေတက်နိုင်လို့ရှိရင်ရင်းနှီးစုပါရင်းနှီးစုပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးတွေရအောင်ထောက်ပါကိုယ်ပိုင်ဟိုအောင်မြင်ကြီးပေါအောင်လုပ်ကြပါတော့ဒါကကျွန်တော်စေနာနဲ့ကျွန်တော်အကြံပေးတာကင်းလိုက်ဆိုတာတယောက်တည်းစားလို့မဟုတ်ဘူးတယောက်တည်းတောက်လို့မဟုတ်ဘူးเนาะဒါမျိုးလေးလုပ်ကြဘုမှာဒါကျွန်တော်တစ်ခါချမ်းပြီပါတစ်ခါကြလို့ရှိရင်ဟိုဂေါ်ဘီအရှုံးပေါ်တာကြောင်းရည်တွေအရှုံးပေါ်အဲ့ကန်ကြီးတွေတော့ဝယ်ပြီးတော့ဟိုပီဇာဆော့စ်လုပ်လို့ရပါလားဟုတ်တယ်မလားဟိုနန်ဆော့တွေကျွန်တော်လုပ်လို့မရဘူးလားဟုတ်တော့ပါအဲ့လိုမဟုတ်ဘဲနဲ့တိုမာတိုပရိုတိုတွေကိုကျွန်တော်နိုင်ငံသားနေပြီးတော့ဝယ်ပြီးတော့ကျွန်တော်သုံးနေကြတာဘယ်တော့တော့မှကျွန်တော်တို့ waste ဖြစ်နေကြတယ်ကြည်လားဟုတ်အဲ့တော့ဒါမျိုးတွေလုပ်လို့မရနိုင်ဘူးလားအဲ့တော့ဒီအားနဲ့ဒီအစဟိုစဉ်းစားပါเนาะကိုယ်တိုင်လုပ်ငန်းကိုထုတ်လို့ရအောင်လုပ်ပါနိုင်ငံတကာကိုထွက်မဲ့ချက်တွေကလည်းထွက်ပါเนาะထွက်ပြီးတော့နိုင်ငံခြားမှာပညာသင်ကြပါပညာသင်တယ်ဆိုတာကိုကဘလို့ကုန်ထုတ်လုပ်မှုတွေလုပ်နိုင်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီနောက်ထပ်ပြီးဖြစ်လာတဲ့ရည်မှန်းချက်ကတော့ကိုယ်ပိုင်လုပ်ငန်းနဲ့အောင်မြင်တဲ့စုံပုံမှုတွေလုပ်ငန်းရှင်တွေဖြစ်လာစေဖို့ပဲ